ပြိုင်ပွဲအရရက်မှာ42ခုအထိတွင်းယူနိုင်ခဲ့တဲ့အောင်မြင်မှုနဲ့အတူတချင်းကမာဒီရာလမ်းမပေါ်မှာဖနတ်မပရာပဲဘောလုံးကစားခဲ့တဲ့ကောင်လေးဟာအခုဆိုရင်ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါပြီ2009ခုနှစ်မှာတော့ Real Madrid အသင်းကသူ့ကိုပေါင်80တန်းနဲ့ခေါ်ယူခဲ့ပြီးထိုဆန်ကကမ္ဘာဈေးအကြီးဆုံးဘောလုံးသမားဖြစ်လာစေခဲ့ပါတယ် Madrid မှာတော့ Cristiano ဟာဂိုးသွင်းဆက်ကြီးတစ်ခုအဖြစ်အသွင်ပြောင်းလဲသွားခဲ့ပါတယ်438ပွဲမှာ452ကိုသူဟာစကြိမ်တွေကိုအပျော်သဘောလိုပဲချိုးဖျက်ခဲ့ပါတယ် Real နဲ့အတူ Champions League ဖလား၄ချိန်တိုင်ဆွတ်ခုနိုင်ခဲ့ပါတယ် Ronaldo လား Messi လားဆိုတဲ့အငင်းပွားမှုဟာဘောလုံးလောကရဲ့ထာဝရအငင်းပွားစရာဖြစ်လာခဲ့ပါတယ် Messi ကတော့ဝစ်ဆာအတက်ရှိတဲ့အမှုပညာရှင်တယောက်လိုခံစစ်သမားတွေကိုကြော်ဖြတ်ကစားတတ်သူဖြစ်ပြီး Ronaldo ကတော့မလျှော့တော့ဇွဲလုံတန်းနဲ့ထူးချွန်မှုကိုတိဆောက်တဲ့မရက်မနာမောင်းနှင်နေတဲ့စက်ရံကြားကြီးတစ်ခုနဲ့တူပါတယ်။ကွဲပြားတဲ့ပုံစံနှမျိုးရှိတဲ့ကစားသမားနှစ်ဦးစလုံးဟာဒီခေတ်ကြီးကိုသူတို့ရဲ့ပြောင်မြောက်မှုတွေနဲ့ထွန်းထူးခဲ့ကြပါတယ်။ကွင်းပြင်ပမှာလေခရစ္စတီယာနိုဟာ CR7 ဆိုတဲ့ Empire တစ်ခုကိုတိဆောက်ခဲ့ပါတယ်။ဟိုတယ်တွေအားကစားရုံတွေအဝတ်အထည်လိုင်းတွေနဲ့ရေမျိုးတွေအထိပေါ့။ဒါပေမဲ့သူဘဲကလာခဲ့တယ်လဲဆိုတာကိုသူဘယ်တော့မှမမေ့ပါဘူး။ခလေးဆေးရုံတွေအတွက်ဒေါ်လာတန်းများများစွာလူဒဏ်ခဲ့တယ်လို့အသက်9နှစ်အရွယ်ပရိသတ်လေးတဦးရဲ့ကင်ဆာရောဂါကုသဆေးကိုလည်းကြာခံပေးပါသေးတယ်။သူရရှိထားတဲ့ Ballon d'Or ဆုဖလားတစ်ခုကိုတောင်ခလေးရီရဲ့ပညာရေးအတွက်ရန်ပုံငွေရှားဖို့လေလံတင်ရောက်ချပေးပါသေးတယ်။သူဟာမိသားစုအပေါ်မှာလည်းအလွန်အမြင်ကာကွယ်စောင့်ရှောက်တတ်သူပါ။သူ့ရဲ့မိခင်ကိုသူ့ရဲ့ကြောက်ဆောင်လူတင်စားပြီးအယမ်းချစ်တယ်လို့သူ့ရဲ့သားသမီးတွေဟာလည်းသူ့ရဲ့ဂုဏ်ယူတွေပါပဲ။အခုဆော်ဒီအာရေဗျမှာကစားနေချိန်မှာတောင်လူအမားကသူပြီးသွားပြီလို့ပြောကြပေမဲ့ပွဲတိုင်းမှာသူဂိုးတွေသွင်းဂိုးဖန်တီးမှုတွေလုပ်ပြီးဥဆောင်နေစေပါပဲ။ဘာကြောင့်လဲဆိုတော့ခရစ္စတီယာနိုအထွက်ကချိုးဖျက်ရမယ့်စကြိမ်တွေတက်ရမယ့်တောင်တန်းတွေအမြဲရှိနေလို့ပါပဲ။ခရစ္စတီယာနိုရိုနယ်ဒိုဟာအဖြစ်ကင်းစင်တဲ့လူတော်မဟုတ်ပါဘူး။သူဟာလူသားတစ်ယောက်ဖြစ်လို့အမားတွေလည်းလုပ်ခဲ့ပါပဲ။ဒါပေမဲ့ဘာမှမရှိတဲ့ဘဝကအရာအားလုံးရှိတဲ့ဘဝကိုရောက်အောင်ကိုဘလို့တွန်းတင်ရမလဲဆိုတဲ့စံနမူနာကိုလိုချင်တယ်ဆိုရင်မျက်ရည်တွေကိုအောင်မြင်မှုဖလားတွေအဖြစ်အိမ်မက်တွေကိုလက်တွေဘဝအဖြစ်ပြောင်းလဲပစ်ခဲ့တဲ့အဲ့ဒီကောင်းလေးကိုသာကြည့်လိုက်ပါအကယ်၍တင်ဟာဒါကိုကြည့်နေတာဆိုရင်တင်မှာလဲတင့်ရဲ့ကိုပိုင်မာဒီရာလမ်းမထာကဖြောင်းမှုတွေရှိနေနိုင်ပါတယ်တင်ဟာအထီးရမ်းတဲ့ညတွေကိုဖြတ်တန်းနေရတာဖြစ်နိုင်သလိုဘသူမှတင့်ကိုမယုံကြည်ဘူးလို့ခံစားနေရတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီလိုသာဆိုရင်ဒီဇက်လန်ကိုနှလုံးသွင်းပါတင့်ရဲ့ရုန်းကန်မှုတွေဟာတင့်ရဲ့အထောက်တန်စွမ်းရည်တွေဖြစ်လာနိုင်တယ်ဆိုတာကိုသတိရပါခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝဟာတခုချင်းသည့်အကန့်အသတ်ဆိုတာတင်ကိုယ်တိုင်လက်ခံထားတဲ့အရာသာဖြစ်တယ်ဆိုတာကိုသက်သေပြနေပါတယ်သူတို့ကမင်းမလုံနိုင်ဘူးလို့ပြောတယ်ပိုပြီးစူးစမ်းလေ့ကျင့်ပါသူတို့ကတင့်ကိုလောင်းပြောတဲ့အခါအဲ့ဒီတာကိုခွန်အားအဖြစ်အသုံးချပါတင်လဲကြွတဲ့အခါပြန်ထပါထက်ခါပြန်ထပါဘာကြောင့်လဲဆိုတော့တခါတလေမှာဘာမှမရှိတဲ့ကောင်လေးတယောက်နဲ့အရာအလုံးပိုင်ဆိုင်တဲ့လူတယောက်ကြားမှာကွာခြားနေတာကဖြစ်နိုင်တယ်လို့ယုံကြည်ရတဲ့သက်သေတာဖြစ်ပါတယ်